အခုဒီ circuit လေးကတော့ traditional water level indicator circuit လေးဖြစ်ပါတယ်ဒီ circuit လေးကတော့ water level ကိုပြပေးမယ် circuit ဖြစ်ပါတယ်နာမည်က traditional water level indicator လို့ပေးထားရတဲ့အကြောင်းရင်းကတော့ဒီ circuit မှာဆိုရင် microcontroller ကိုမသုံးထားဘူး microcontroller အစားသူကဒီမှာ IC အနေနဲ့ digital IC ပြီးတော့လို့ရှိရင်transistor နှစ်ခုပေါ့နော် NPN transistor နှစ်ခုကိုသုံးထားပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင် level 3ခုပြပေးပါမယ် level 3ခုကတော့ ground level ရယ် low level ရယ် high level ရယ်ပြပေးပါမယ်display အနေနဲ့ကကျတော့ဒီ level တွေကိုပြပေးဖို့အတွက် display အနေနဲ့ကတော့ LED display ကိုအသုံးပြုထားပါတယ် LED အနီရောင်လေးနဲ့အပြာရောင်လေးပေါ့နော် LED အပြာရောင်လေးက low level ကိုပြမယ် LED ground level မှာဆိုလို့ရှိရင်တော့ဒီ LED လေးနှလုံးကမီးမလင်းပါဘူးဒီ water level က low level ကိုရောက်သွားပြီဆိုလို့ရှိရင်တော့ LED အပြာလေးကမီးလင်းပါမယ် water level ကတဖြည်းဖြည်းနဲ့မြင့်တက်လာမယ် high level ကိုရောက်ပြီဆိုရင်တော့ LED အနီလေးကပါထပ်လင်းပြီးတော့ LED မီးလုံးနှလုံးလုံးမီးလင်းတာကိုပြပေးမှာဖြစ်ပါတယ်အဲ့ဒါအပြင် alarm အနေနဲ့ဒီ buzzer လေးကနေပြီးတော့အတန်မြည်ပေးမှာဖြစ်ပါတယ် high level ရောက်ပြီဆိုလို့ရှိရင်တော့ alarm ပေးမှာဖြစ်ပါတယ်အဲ့တော့ဒီ circuit လေးမှာဆိုလို့ရှိရင်အဲ့လိုမျိုး display ပြနိုင်ဖို့အတွက်သူက transistor နှစ်ခုကိုသုံးထားတယ် NPN transistor နှစ်ခုပြီးတော့လို့ရှိရင်တော့သူက IC တစ်ခုပေါ့နော် NOR gate 74AC04 NOR gate တစ်ခုကိုသုံးထားပါတယ်sensor အနေနဲ့ကတော့ metallic sensor ကိုသုံးထားပါတယ် metallic sensor ကိုသုံးထားရတဲ့အကြောင်းရင်းကတော့ဒီ water က electrical conduction ဖြစ်နိုင်တယ်ပေါ့နော်ဒီ metal နဲ့အဲ့တော့ဒီ water ကသူကဒီ metal ကိုလာပြီးတော့ထိတဲ့အခါကြလို့ရှိရင် electrical conduction ဖြစ်မယ်အဲ့ဒီ electrical conduction ကဒီ transistor ရဲ့ဒီ base ကိုလာပြီးတော့ထိမယ်ပေါ့နော်အဲ့တော့ transistor ဒီ metallic sensor လေးကို transistor နဲ့ base နဲ့ချိတ်ထားတဲ့အတွက်ကြောင့်မလို့ base မှာလာပြီးတော့ထိတယ်ဆိုလို့ရှိရင် transistor ရဲ့ base ကဒီ volt ရမယ်ပေါ့ဒီ volt ရတဲ့အခါကျလို့ရှိရင် transistor က on မယ် transistor on တဲ့အခါကျလို့ရှိရင်သူ့ရဲ့ collector မှာ low voltage ဖြစ်မယ်ပေါ့နော် collector မှာ low voltage ဖြစ်တော့အဲ့တော့ collector ရဲ့အထွက်ကဒီ NOR gate ရဲ့အဝင်ဖြစ်တဲ့အတွက်ကြောင့်မလို့ NOR gate မှာအဝင်မှာlow voltage ဖြစ်ပြီးတော့သူ့ရဲ့ output က NOR gate ရဲ့ output က high ဖြစ်မယ်အဲ့တော့ NOR gate ရဲ့ output ကကြတော့ LED လေးနဲ့ချိတ်ထားတဲ့အခါကျတော့ဒီ LED က NOR gate ရဲ့ output က high ဖြစ်တဲ့အတွက်ကြောင့်မလို့ LED လေးကမီးလင်းမယ်ပေါ့နော်အဲ့တော့သူ့ရဲ့သက်ဆိုင်ရာဒီ metallic sensor လေးက low level မှာရှိတဲ့ metallic sensor လေးကိုလာပြီးတော့water level ကမြင့်တက်လာရင် low level ကိုရောက်လာရင်လာထိမယ်ထိတဲ့အခါကျရင် transistor on မယ်ပြီးရင်ဒီNOR gate ရဲ့ output မှာ high ဖြစ်မယ်အခါကျရင် LED လေးမီးလင်းမယ်နောက်ထပ်ပြီးတော့မြင့်တက်လာမယ် high level ရောက်တဲ့အခါကျလို့ရှိရင် transistorနောက်ထပ်LED အနီလေးနဲ့ချိတ်ထားတဲ့ transistor ရဲ့ base မှာvoltage ဖြစ်ပြီးတော့ transistor လေးက on မယ်ပြီးရင် LED အနီလေးကမီးလင်းမယ်နော်ပြီးတော့လို့ရှိရင်အဲ့ဒီ high level ရောက်ရင်ဒီ alarm နဲ့မြည်ခြင်းတဲ့အတွက်ကြောင့်မလို့သူ့ရဲ့ဒီ NOR gate ရဲ့သူ့နဲ့သက်ဆိုင်တဲ့ NOR gate ရဲ့ output မှာဒီ buzzer လေးနဲ့ပါချိတ်ဆက်ထားပေးတာဖြစ်ပါတယ် demonstration လေးကိုကြည့်ရအောင်အခုဒီမှာဆိုလို့ရှိရင်ဘယ် LED မှမလင်းဘူးပေါ့နော်မလင်းရတဲ့အကြောင်းရင်းကဒီခွက်ထဲမှာ water လုံးဝမရှိဘူးအဲ့တော့သူကအောက်က ground level မှာဒီ metallic conductor လေးကဒီ ground လေးမှာထားထားတဲ့အတွက်ကြောင့်မလို့သူကရေလုံးဝမရှိတဲ့အတွက်ကြောင့်မလို့ ground level ဖြစ်နေတယ်ပေါ့နော်အဲ့တော့ဒီ LED လေးကဘယ် LED မှမလင်းပါဘူးအဲ့တော့အခုရေစထည့်မယ်
တော့ရေစထဲတော့သူက low level ကိုရောက်လာပြီ low level ကိုရောက်ပြီဆိုလို့ရှိရင်ဒီ LED အပြာလေးကမီးလင်းပါတယ်အဲ့တော့ရေဆက်ပြီးတော့ထည့်မယ်အဲ့တော့ high level ကိုရောက်ပြီ high level ကိုရောက်ပြီဆိုလို့ရှိရင် LED အနီလေးကပါထပ်ပြီးတော့လင်းပြီးတော့ LED နှလုံးလုံးမီးလင်းမယ်အခါကြလို့ရှိရင်အခုအတန်လေးကြားမယ်ထင်ပါတယ်ဘဇာပေါ့နော်အဲ့ဒီဘဇာလေးနဲ့လေဒီအလံပေးရတယ်ဒီ water level က high level ကိုရောက်နေပြီဆိုတဲ့အကြောင်းအလံပေးထားတာဖြစ်ပါတယ်ဒီ circuit လေးကဒီ water level ကိုပြတဲ့အခါကျလို့ရှိရင်သူက microcontroller ကိုမသုံးထားဘူးရိုးရိုးရှင်းရှင်းလေးဒီ transistor နဲ့ဒီ NOR gate IC လေးကိုပဲသုံးထားပြီးတော့ဒီ water level ကို indicate လုပ်ပြထားတာဖြစ်ပါတယ်